မြန်မာပြည်10တန်းမအောင်ထားတဲ့အကြောင်းသားတွေနဲ့ကိုအကြောင်းမျိုးကြောက်ဒီအကြောင်းထွက်လိုက်ရတယ်9တန်းထွက်လိုက်ရတာ6တန်းထွက်လိုက်ရတာပြီးတော့အခြားကိုဟာအခြားအကြောင်းကိစ္စတစ်ခုနဲ့ဒီအထက်တန်းမပြီးဆုံးတဲ့သူတွေအတွက်ဒီနိုင်ငံတကာတက္ကသိုလ်တက်လို့ရတဲ့လမ်းကြောင်းတစ်ခုကိုပြပေးချင်ပါတယ်အဲ့ဒါကတော့ GED ဖြစ်ပါတယ် GED ကကြတော့သူကတရားဝင်လမ်းကြောင်းနိုင်ငံတကာတက္ကသိုလ်တော်တော်များများအသိမှတ်ပြုထားတာပေါ့နော် GED ဆိုတာကဒီ American ထက်တန်းအောင်လက်မှတ်ပေါ့နော်သူကဒီ drop out ဖြစ်သွားတဲ့သူတွေဒီ career တစ်ခုကြောင့်အကြောင်းမျိုးကြောင့်ဒီပညာရေးအတွက်ပညာရေးလမ်းကြောင်းပြတ်သွားတဲ့သူတွေအတွက်ကိုပြန်ဆက်လို့ရတယ်ဒီ US က American နိုင်ငံရဲ့အထက်တန်းအောင်လက်မှတ်လမ်းကြောင်းတစ်ခုဖြစ်ပါတယ်GED ကိုဖြည့်ဆို့အောင်မြင်ထားတယ်ဆိုရင်ဒီ University Time တို့ Asia ပြီးရင်ဒီနိုင်ငံတကာတက္ကသိုလ်တွေဆက်တက်လို့ရပါတယ်ဆိုတော့ကိုကအထက်တန်းမအောင်မြန်မာပြည်ထက်တန်းမအောင်ဘူးဆိုလို့လဲလက်လျှော့စရာမလိုဘူးကိုကတက္ကသိုလ်နိုင်ငံခြားတက္ကသိုလ်တွေဆက်တက်ချင်တယ်ဆိုရင်GED ဖြည့်လို့ရပါတယ်နောက်တစ်မျိုးကကြ IGCSE ပေါ့နော် IGCSE လမ်းကြောင်းကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြပေးသွားပါမယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်